ဇလန်းစာမှာတော့မိစ္ဆာနှင်းပညာရှင်လင်မယာနှစ်ယောက်ဖြစ်တဲ့အက်နဲ့လိုရင်းတို့ကိုတွေ့ရမှာပါသူတို့ဟာတရက်တစ်စီတွေကိုနှင်ထုတ်ပေးတဲ့သူတွေပေါ့သူတို့ဟာအန်နာဘဲလ်အယုတ်ကိုပိုင်ဆိုင်ထားတဲ့ဒေဘီနဲ့ကမီလာတို့ရဲ့အိမ်ကိုရောက်နေကြတာပါဒီအယုတ်ထဲကမကောင်းဆိုးဝါးဝိညာဉ်ကြောင့်သူတို့တွေဒုက္ခရောက်နေကြတာဖြစ်ပြီးအက်ကတော့စိတ်မပူကြပါနဲ့တော့ဒီအယုတ်ကိုကျွန်တော်တို့နဲ့အတူယူသွားပေးမယ်လို့ပြောပြီးနှစ်သိမ့်ပေးခဲ့ပါတယ်အဲ့ဒီနောက်သူတို့ဟာအယုတ်ကိုအိမ်ကိုယူလာခဲ့ကြပြီးအိမ်မှာတော့သူတို့ကိုဖုံးတော်ကြီးတစ်ပါးကစောင့်ကြိုနေပါတယ်သူတို့အိမ်မှာပူးကတ်ခံထားတဲ့အသုံးဆောင်ပစ္စည်းတွေအကုန်လုံးကိုတင်ထားတဲ့တီးတန့်အခန်းတစ်ခန်းရှိပြီးအဲ့ဒီအခန်းထဲကိုဘယ်သူမှဝင်ခွင့်မရှိပါဘူးသူတို့ကအန်နာဘဲလ်အယုတ်ကိုမှန်တသားတဲ့ထက်အပြင်ကနေတောက်ခတ်ပြီးတမချန်းစာလာစာသားတွေကိုရွတ်ဆိုခဲ့ကြပါတယ်နောက်တစ်နေ့မနက်မှာတော့မယ်ရီလို့ခေါ်တဲ့ကလေးထိန်းမလေးအိမ်ကိုရောက်လာပါတယ်အက်နဲ့လော်ရင်တို့ကအမှုတစ်ခုတည်းအပြင်သွားစရာရှိတာကြောင့်သူတို့သမီးလေးဂျူဒီကိုဆောင်းရှော့ပေးဖို့မယ်ရီကိုခေါ်ထားတာပါမယ်ရီကဂျူဒီကိုကြောင်းလဲပို့တဲ့အချိန်မှာတော့ဂျူဒီကဖုံးတော်ဤတစ်ပါးရဲ့ဝိညာဉ်ကိုမြင်လိုက်ရပါတယ်သူမကအိတ်ထဲကလက်ဝါးကတိုင်ကိုထုတ်ပြလိုက်တဲ့အခါမှာတော့အဲ့ဒီဝိညာဉ်ကပျောက်ကွယ်သွားပါတယ်ဂျူဒီဟာမိဘတွေကတရေတစီတွေနဲ့အလုပ်လုပ်နေတာကြောင့်ကျောင်းမှာတငယ်ချင်းတွေရဲ့ဝိုင်းစနောက်တာကိုခန့်နေရပြီးတငယ်ချင်းလည်းမရှိပါဘူးသူမရဲ့မွေးနေ့ဖြစ်လာကြောင့်တငယ်ချင်းတယောက်ကိုပါတီဖိတ်ပေးမဲ့အိမ်ကိုမလာရဲဘူးဆိုပြီးညင်းဆိုခြင်းခံခဲ့ရပါတယ်စိတ်ပြက်လက်ပြက်လက်မယ်ရီနဲ့အတူအိမ်ပြန်လာခြင်းမှာလဲအဲ့ဒီဖုံးတော်ကြီးဝိညာဉ်ကသူမနောက်ကိုတကောက်ကောက်လိုက်နေတော့မှာပဲ